Hello အားလုံးပဲမင်္ဂလာပါရှင်ကဲငွေထဲလေးတွေအစ်စ်ထွက်ထားပါတယ်မမတို့ရေဗရမ်များလေးတွေပါရှင်မိုးကုတ်တဘာဝဗရမ်များကိုငွေပရိနဲ့ဟမ်မိတ်ထဲတီးနေတယ်နော်ဒီမှာအရန်ကိုလာပါတယ်ရှင်မြန်မာငွေပရိနဲ့ဟမ်မိတ်ထဲလေးတွေပါရှင်ဒီဇိုင်းလေးတွေအစ်စ်ထွက်ထားပါတယ်မမတို့ရေဒါလေးကတော့ပုံပြပြီးတော့ပေါ့နော်အော်ရာခတ်ထိုင်းထားတာပါရှင်ပုံပြအထည်လေးပါဒါလေးကတော့ဆူအောက်သွားပါပြီရှင်ပုံပြအထည်လေးပါနော်ဒီမှာအရန်ကိုလာတော့ရဲခဲနေရပဲ handmade brain ထဲဒီပါရှင်မြန်မာငွေ brain နဲ့ handmade ထဲဒီရယ်เนาะကြိုးကောင်းလေးတွေဆိုလို့ရှိရင်လည်းမတို့မှာကြိုးကောင်းကြဲကြဲလေးတွေနဲ့ဝတ်လို့ရတယ်ရှင်ကြိုးကောင်းကြဲကြဲလေးတွေနဲ့ဝတ်လို့ရပါမယ်ဒါလေးကတစ်ဆက်စာတွက်နှစ်ခေါက်လေးနဲ့ရှင်ဒါလေးကတော့နှစ်ခေါက်ကလေးနဲ့ပါတဲ့မိုးကုတ်တပောင်ကကျွန်းတက်စစ်လေးเนาะမှာကြောက်ရည်ကြောက်သားဆိုလို့ရှိရင်သူကကြောက်တော့လေပန်းတက်လေးပေါ့เนาะမိုးကုတ်တပောင်ကဗရမများပန်းတက်လေးနဲ့ပါသူကတော့ခေါင်းနဲ့ဆွဲလေးနဲ့ရှင်ဘေးကစိန်လေးတွေဆိုလို့ရှိရင်လေမိုးစာနိုင်စိန်တွေကြီးပဲကိုတုံထားပေးတာရှင်ပြီးကြတော့သူကရင်တို့ဆွဲဒီဒူဝေတုံကိုမတို့ရင်တို့ရတယ်เนาะရင်တို့ဆွဲဒီဒူဝေတုံလေးရှင်အရန်လာတော့ဒီဇိုင်းမတို့အရန်ကိုလာပါတယ်ကြောက်ရည်ကြောက်သားဒီဇိုင်းကစတော့ပြောစရာကိုမလိုဘူးရှင်အရန်ဟိုလာတော့လေသူကကြဒီလိုမျိုးဆွဲဒီနဲ့သူကကြလက်ဆွဲဒီနဲ့ဆွဲဒီနဲ့လက်စွပ်ပဲအရင်ဆုံးရရပေါ့နော်နခက်ကတော့နောက်တစ်ဖက်မှာရမယ်အခုလောလောဆယ်တော့ဒီလိုမျိုးလေးဆွဲဒီလက်စွပ်လေးပေါ့နော်ဒီလိုမျိုးလေးတစ်ဆက်စာကိုဒါလေးပဲအရင်ရထားပါသေးတယ်ဒါကကြတော့မိုးကုန်းနီလာလေးရှင်နှကွင်းလေးနဲ့မတို့နှကွင်းလေးသူ့ရဲ့မောင်ကဒီလိုမျိုးလေးနဲ့အရန်လာပါတယ်ရှင်ဒီမှာတွင်နှခွင်းလေးရှင်မိုးကုန်းနီလာလေးပါเนาะတူလေးကတော့ရိုးရိုးရှင်းရှင်းလေးပဲပြခင်းနေရမယ်ဒီလိုလက်စွပ်လေးနဲ့တစုံတခွင်းလေးပေါ့တစုံတခွင်းလေးပါရှင်တစုံတခွင်းလေးပါဒါကတော့မိုးစာနိုင်စိန်ရှင်မိုးစာနိုင်စိန်ချဲဆွဲဒီလေးပေါ့เนาะအရန်လာပါတယ်ရှင်လက်စွပ်ကဒီမှာဒီလိုမျိုးလေးပါဘေးကစိန်ကလည်းအော်နေထွယ်ပေါ့နော်အော်နေထွယ်တွေကြီးပဲရှင်ဒီဘေးကစိန်လေးတွေကလည်းမိုးစားနိုင်စိန်လေးတွေကြီးပဲကိုချက်ထားပေးပါတယ်မူလီရီလေးတွေနဲ့ပဲနော်အားလုံးနှက်ကက်လေးတွေကမူလီရီလေးတွေနဲ့ပဲလာမှာရှင်ကိုမတို့ဒါလေးကကြောက်ဒီလိုရိုးရိုးရှင်းရှင်းလေးပေါ့နော်ဒီလိုရိုးရိုးရှင်းရှင်းကြောက်အသားပေးလေးရှင်ရိုးရိုးရှင်းရှင်းကြောက်အသားပေးလေးပဲနော်ငွေပရိန်နဲ့ဟမ်မိတ်အထည်လေးပါပဲရှင်ငွေပရိန်နဲ့ဟမ်မိတ်အထည်လေးပဲနော်ဒီလိုမျိုးလေးပါမိုးစားနိုင်စိန်လေးပါရှင်ဒါကကြတော့ဒီလိုနဖန်စုံလေးပဲတက်ထုတ်ထားပေးရရှင်နဖန်စုံလေးပဲတက်ဝစ်ချင်တဲ့ကိုမတို့နဗန်ဆောင်လေးပဲတက်ထုတ်ထားပေးပါတယ်ဒီမှာလက်စွပ်ကလေးဟာလက်စွပ်လေးဆိုလို့ရှင်လေခရုခွေလိုမျိုးလေးအော်နစ်ထွယ်ပဲသူကဘေးကစိန်လေးတွေကလည်းမိုးစာနိုင်စိန်လေးတွေပဲရှင်အရန်ဟိုလှပပါတယ်เนาะလက်ရလေးတွေကစလေးလုံးဝကိုပြောစရာကိုမလိုဘူးရှင်ရွှေထဲအတိုင်းပဲဝတ်ဆင်ရမယ်เนาะမတို့ရွှေထဲအတိုင်းပဲဝတ်ဆင်ရမယ်ညီမလေးလေအဆက်လိုက်လေးပေါ့เนาะတပုံချင်းစီညီမလေးတက်ပုံလေးတွေပုံလေးတွေနဲ့ပြန်တင်ပေးမယ်เนาะဒါလေးကတော့ဒီနေ့မှအတစ်ထွက်လာတဲ့ဒီဇိုင်းလေးတွေအားလုံးကတော့ရင်တိုးဆွဲရီ2 way 3လေးတွေနဲ့ပဲရှင်အရန်ကိုလှပပါတယ်လက်ရလေးကစเนาะပြောစရာကိုမလိုဘူးရွှေထဲလို့တောင်မှထင်မဲ့ရတယ်ရှင်ငွေပရိန်ထဲဟမ်မိတ်အထည်လေးတွေပါတဲ့တော်တော်ကိုလှတယ်ရှင်တော်တော်ကိုလှတယ်ကြည့်အောင်အရန်ကိုလှတယ်ဒီနီလာတွေပထမများတွေရောနီလာတွေရောအရန်ကိုလှတယ်ရှင်ဒါလေးကတော့အော်ရာအထည်လေးပါတဲ့အော်ရာအထည်လေးပုံပြအထည်လေးပေါ့နော်ညီမလေးကိုပုံပြပြီးတော့အခိုင်းထားပြီးအခိုင်းတာပါရှင်